Hello, Tutu German ဟန်ကနေပြောကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ပေးမှာတော့ German pronunciation လေးတွေပေါ့နော် A to Z German pronunciation လေးတွေပေါ့နော်စချင်းဒီသူကအင်္ဂလိပ်စကားလုံးပဲတူတူပဲပေါ့နော်ဒါပေမဲ့ဒီအတန်ထွက်လေးပြောင်းသွားတယ်ပေါ့နော်ဒီ alphabet consonant လေးတွေပေါ့အရင်ဖတ်ပြပါမယ်A ဆိုလို့ရှင်လဲသူတို့ကB ဆိုလို့ရှိရင် B C ဆိုလို့ရှိရင် C D ဆိုလို့ရှိရင် D E ဆိုလို့ရှိရင် A F ကတော့ F ပဲ G ကတော့ G H ဆိုလို့ရှိရင် H နောက် I ဆိုလို့ရှိရင် E J ဆိုလို့ရှိရင်ရော K ဆိုလို့ရှိရင် K L ကတော့ L ပါပဲ M ကလည်း M ပါပဲ N ကတော့ N ပါပဲ O ကလည်း O P ကြတော့ဖေးဆိုပြီးတန်ထွက်တယ်ပေါ့နော် Q ကကြတော့ Q R ကကြတော့ A S ကကြတော့ S T ကကြတော့ T U ကကြတော့ U B ကကြတော့ Found W ကြတော့ Pay H ကကြတော့ Is Y ကကြတော့ Uzilon Z ကကြတော့ Sat ဆိုပြီးတော့တန်ထွက်ပါတယ်ပေါ့နော်နောက်အဲ့လာပြီးတော့ vocal တရ5လုံး vocal တရ5လုံးပြန်ရေးပြလိုက်တာပေါ့နော်A E I O U ဆိုလို့ရှိရင် R A E O U ပေါ့နော်နောက်ခုကျတော့ဥမလောက်တဲ့ဥမလောက်ကြတော့တို့မှဒီအပေါ်မှာပေါ့နော်အဆက်ကလေး20ဒီအဆက်ကလေး20ကိုတို့ကဥမလောက်လို့ခေါ်ပါတယ်ပေါ့နော်ဥမလောက်3ခုရှိတယ် A ရယ် O ရယ် U ရယ်ပေါ့နော်အဲ့တော့တို့က A ပေါ်မှာအဆက်ကလေး20တင်လိုက်လို့ရှိရင် A ဥမလောက်ကိုတန်ထွက်လို့ရှိရင်A ပေါ့နော်ခါရကြလို့ရှိရင်တို့က A ဆိုပြီးတော့လည်းတန်ထွက်တယ်ပေါ့နော်နောက် O ပေါ်မှာအဆက်ကလေး20တင်လိုက်တယ်ဆိုလို့ရှိရင်တို့က O ဥမလောက်ဆိုလို့ရှိရင်တန်ထွက်က O အဲ့လိုမျိုးတန်ထွက်တယ်ပေါ့နော်နောက် U ပေါ်မှာဆိုလို့ရှိရင်အဆက်ကလေး20ထပ်တင်လိုက်ရင်အဲ့ဒါဆိုလို့ရှိရင်တို့က U ဥမလောက်R ဥမလောက်ပေါ့နော်ဥမလောက်လို့ပြောတာဥမလောက်အဲ့တော့တို့ကအဲ့လိုမျိုးပေါ့နော်သူကဒီအတန်ထက် ဒီ O နဲ့ U တွေကိုသူတို့တွေကနှက်ခမ်းလေးရှည်ကိုစုပြီးတော့အဲ့လိုတန်ထွက်တာပေါ့နော်နောက်တစ်ခါကျတော့ဒီဟာလေးပေါ့နော်ဟိုကိုရီအသိများဘီတာဆိုပြီးတော့လေဒါပေမဲ့ဒီမှာသူတို့ခေါ်တာကတော့ဒီဟာကို SS လို့ခေါ်ပါတယ်ပေါ့နော်ခါလေးကြရဆိုရင်သူကဒီ S နှလုံးနဲ့ရေးတယ်ပေါ့နော် SS အတန်ထွက်ပေါ့နော်အဲ့တော့ဟိုဒီသူတို့ရဲ့အတန်ထွက်တိုင်းလေးလည်းတစ်ချက်နားထောင်လို့ရအောင်ဟိုအတန်ထွက်လူဖွင့်ပြပါမယ်ပေါ့နော်တစ်ချက်လိုက်ပြောနားထောင်ကြည့်ပါ A B C D E F G H I J K L M N O P Q R S T U V W X Y Z. German uses 3 additional vowels, which are called die Umlaute, while in English we call them A umlaut, O umlaut, and U umlaut. In German they're called Ä, Ö, Ü. And finally, there's an additional letter which only exists in the German language. This letter is called SZ. That's all for today. Thank you for အဲ့လာပါပဲပေါ့နော်ဒီနေ့ကတော့ဒီ A to Z pronunciation တက်ထွက်လေးတွေပါအဲ့ဒါလေးတွေကိုပြန်သွားပြီးကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းတူတူ German hat ဆိုတဲ့ page လေးမှာအောက်ဆုံးမှာပထမဆုံး post လေးပေါ့နော် A to Z pronunciation လေးတွေရေးပေးထားပါတယ်သွားပြီးတော့လေ့လာကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်